ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးတော့ပါအောင်လို့မေတ္တာရပ်ခံနေပါတယ်။တဲ့တော့ဗီဒီယိုလေးတွေကိုကြည့်ရဖို့အတွက်ကျွန်တော်ရဲ့ YouTube channel က notification ကောင်းလေးကိုလည်းနှိပ်ခဲ့ပေးပါအောင်နော်။အားလုံးပဲမင်္ဂလာပါ။ဒီဗီဒီယိုလေးမှာတော့မိမိရဲ့ဖုန်းထဲမှာအမြဲသုံးနေတဲ့ Play Store ကိုတန့်ရှင်းလုပ်တဲ့နည်းလေးကိုလုပ်ပြပေးမှာဖြစ်ပါတယ်။ကျွန်တော်တို့ Play Store တန့်ရှင်းလုပ်ဖို့အတွက်ကျွန်တော်တို့ Play Store တွေကိုအရင်သွားရပါမယ်။ Play Store တွေကိုကျွန်တော်နှိပ်ဝင်ပေးလိုက်ပါ။ Play Store တွေကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ Play Store မှာမိမိနေ့စဉ်နဲ့အမျှကျွန်တော်တို့ခြာထားတဲ့ဒီ file တွေမိမိ Play Store မှာခြာထားတဲ့အရာတွေအားလုံးကိုကျွန်တော်တို့တွက်ဖြတ်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီပေါ်မှာရှိတဲ့ဒီ profile လေးကိုနှိပ်ဝင်လိုက်ပါပြီးတော့ကျွန်တော်တို့ဒီအောက်အပေါ်ဆွဲတင်ပြီးကျွန်တော် setting တွေကိုနှိပ်ဝင်ပေးလိုက်ပါကျွန်တော်ပြီးတော့ကျွန်တော်အပေါ်မှာရှိတဲ့ကျွန်တော်တို့general ကိုနှိပ်ဝင်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ဒီဒုတိယတန်းမှာရှိတဲ့ကျွန်တော် account and device preference ဆိုတာလေးကိုနှိပ်ဝင်ပေးလိုက်ပါပြီးတော့ကျွန်တော်တို့အပေါ်ဆွဲတင်လိုက်ပါအပေါ်ဆွဲတင်ပြီးမှကျွန်တော်တို့ဒီနေရာမှာ clear device subscribe history ဆိုတဲ့ဟာကျွန်တော်တို့ဒီမိမိရှာခဲ့သမျှဒီအရာတွေကိုကျွန်တော်တို့ဖြတ်ပြင်မယ်ပေါ့နော်ဒီနေရာလေးကိုကျွန်တော်တို့နှိပ်ဝင်ပေးလိုက်ပါဒီမှာကျွန်တော်တို့ clear history ဆိုပြီးလုပ်ပေးလိုက်ပါကျွန်တော်တို့ဒီနေရာလေးကျွန်တော်တို့နှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Play Store မှာမိမိတို့ရှာခဲ့သမျှအရာတွေအားလုံးကိုကျွန်တော်တို့ပြတ်သွားပါပြီဒါဆိုလို့ရှိရင် Play Store ကလည်းဟိုတက်လက်ပြီးတော့ပေါ်သွားပါလိမ့်မယ်နောက်တစ်ချက်ကကျွန်တော်အောက်က clear wishlist ဆိုတာဟာလေးကိုနှိပ်ပေးလိုက်ပါကျွန်တော်တို့ဒီမှာလည်းကျွန်တော်တို့ clear ကိုနှိပ်ပေးလိုက်ပါကျွန်တော်တို့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပထမချက်ပြီးပါပြီကျွန်တော်တို့ဒုတိယချက်ကတော့အရေးကြီးပါတယ်ဒုတိယချက်ကိုကျွန်တော်တို့သွားလုပ်ဖို့အတွက်ကျွန်တော်တို့ဒီပုံမှာရှိတဲ့ profile လေးကိုပဲနှိပ်ပေးလိုက်ပါပြီးမှကျွန်တော်တို့ဒီနေရာမှာ money app device ဆိုတာလေးကိုနှိပ်ပေးလိုက်ပါပြီးမှကျွန်တော်တို့ဒီဘက်က money ဆိုတာလေးကိုနှိပ်ဒီဘက် channel လေးကိုကျွန်တော်တို့ရွှေ့ပေးလိုက်ပါဒီဘက် channel လေးကိုရွှေ့ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ဒီနေရာမှာ this device ဆိုတဲ့နေရာလေးတွေ့ပါမယ်ကျွန်တော်ပြတဲ့နေရာလေးဒီနေရာလေးကိုကျွန်တော်တို့ဒီမြလေးအောက်ကိုထိုးရတဲ့ဟာလေးကိုနှိပ်တယ်ပါပြီးမှကျွန်တော်တို့ဒီအောက်မှာကျွန်တော်တို့ဒီအောက်မှာကျွန်တော် this device not install ဆိုတာလေးရှိပါတယ်ကျွန်တော်တို့အောက်က not install ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒီမှာကျွန်တော်တို့မိမိတို့Play Store မှာ download ပြီးကျွန်တော်တို့မသုံးတော့တဲ့ software တွေပေါ့နော်ဒီ software တွေကိုကျွန်တော်တို့ဖြတ်ပေးရပါမယ်ဒီ software တွေဒီထဲမှာရှိနေကျွန်တော်တို့ internet လည်းအကုန်မြန်ပါတယ် internet လည်းအရင်စားပါတယ်ကျွန်တော်တို့ဒီ software ကျွန်တော်တို့မသုံးတော့တဲ့ software တွေဖြစ်လို့ကျွန်တော်တို့ download ဆွဲပြီးတော့မသုံးတော့တဲ့ software တွေကိုကျွန်တော်ဖြတ်ပေးရပါမယ်အားလုံးဖြတ်ပေးလို့ကျွန်တော်တို့ဒီမှာကျွန်တော်တို့အမှန်ကျလက်ရှိပေးလိုက်ပါကျွန်တော်ဆိုဒီမှာအများကြီးပဲเนาะကျွန်တော်မသုံးတဲ့ software တွေ download ဆွဲပြီးတော့ကျွန်တော်တို့ဒီဟာတွေကိုကျွန်တော်တို့ဖြတ်ပေးရပါမယ်ပြီးကျွန်တော်တို့အပေါ်မှာရှိတဲ့ကျွန်တော်တို့ဒီချက်ရှိကဒီ delete ပုံစံဟာလေးကိုအမိုက်ပုံးလေးကျွန်တော်တို့နှိပ်လိုက်ပါပြီးကျွန်တော်တို့အောက်မှာရှိတဲ့ remove ကိုနှိပ်ပေးလိုက်ပါ remove ဆိုတဲ့ဟာလေးကိုနှိပ်ပေးလိုက်ပါကျွန်တော်တို့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ခြာခဲ့များဒီဥစ္စာတွေပါเนาะတစ်ခုချင်းစီဖြတ်ပေးရပါတယ်အကုန်လုံးဖြတ်ရပါတယ်ကျွန်တော်တို့ဒီဟာတွေအကုန်လုံးပြတ်သွားပြီဆိုကျွန်တော်တို့ဒီ Play Store ကအရန်နဲ့မြန်ဆန်ပြီးတော့ပေါက်သွားပါလိမ့်မယ်တက်ရှင်းလုပ်ပြီးတော့ပါပြီကျွန်တော်တို့ဒီဖုန်းထဲမှာရှိတဲ့ဒီမသုံးမဲ့ထားတဲ့ software တွေကလည်းကျွန်တော်တို့ internet အစားကုန်သက်တာပါပြီကျွန်တော်တို့အားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and share လုပ်ပြီးတော့အောင်နောက်ထပ်လည်းကျွန်တော်ဗီဒီယိုလေးတင်ပြီးတော့ပါမယ်